မင်္ဂလာပါကလေးတို့ရေဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးရတော့တီလာစောက်ထိန်ပါဟိုးရှိတုန်းကတိုင်းပြည်ကြီးတစ်ခုမှာမင်းကျစ်တရားနဲ့အညီအုပ်ချုပ်နေတဲ့ဘုရင်ကြီးတစ်ပါးရှိတဲ့အဲ့ဒီဘုရင်ကြီးမှာချစ်စရာကောင်းတဲ့သမီးတော်လေးတစ်ပါးလည်းရှိတာပေါ့တနေ့တော့ဘုရင်ကြီးရဲ့သမီးတော်လေးဟာထူးဆန်းတဲ့အဖျားယောဂတစ်ခုဆွဲကပ်ပါလေရောကွယ်တိုင်းပြည်လုံးမှာရှိတဲ့တမားတော်တွေအပြင်တိုင်းတစ်ပါးမှာရှိတဲ့တမားတော်တွေကပါကုသပေးမယ်မင်းသမီးလေးရဲ့ယောဂဟာတတလာခြင်းမရှိပါဘူးတဲ့ဒီတော့တိုင်းပြည်မှာရှိတဲ့ပျော်ဟိတ်ပုံနာတွေတမားတော်တွေစုပေါင်းပြီးဖြစ်လာတဲ့ယောဂဖြစ်လာချိန်ကာလစတာတွေကိုတွက်ချက်ပြီးမင်းသမီးလေးကိုတရက်တီးကျွေးရင်တတလာနိုင်တယ်လို့ယူဆပြီးဘုရင်ကြီးကိုရှောင်းတင်လိုက်ပါတော့တယ်ကွယ်ပုံနာပေါ့ပြောဟိတ်ဆိုတာလည်းအဲ့လိုပဲရှေ့ဖြစ်နောက်ဖြစ်ပြောတယ်ဟာဒါပေမဲ့အဲ့ဒီအချိန်တရက်တီးတီးတဲ့အချိန်ရာသီမဟုတ်တော့တရက်တီးရဖို့မလွယ်ကူဘူးဖြစ်နေတာပေါ့ဒီတော့ဘုရင်ကြီးကလည်းတိုင်းပြည်ထဲမှာအမိန့်ထုတ်တော်တာပေါ့အခုချိန်မှာတရက်တီးဆက်တနိုင်သူကိုထိုက်တယ်နဲ့ဆုလက်များအပြင်နေစားရာထူးပါချီးမြှင့်မှာဖြစ်ပါတယ်ဒီလိုကြင်ညာလိုက်တာပေါ့တိုင်းသူပြည်သားတွေကလည်းရှင်မရင်ပေးတဲ့ဆုလက်ကိုလိုချင်ပေးမယ်တရက်တီးမရှိတာကြောင့်မဆက်တာနိုင်ဘူးပေါ့ကွယ်ဒါပေမဲ့တိုင်းပြည်ရဲ့အစွန်ဖျားမှရှိတဲ့ရွာတရွာကခြံတစုမှာတော့ထူးခြားစွာပဲအချိန်ခံမဲ့တရက်တီးတွေတီးပြီးမှိတ်နေတာရှိပါတယ်ဘုရင်ကြီးရဲ့သမီးတော်လေးယောဂဟာတရက်တီးစားရင်ယောဂပြောက်မယ်လို့သတင်းကြတော့ချမ်းပိုင်ရှင်ဖိုးကြီးကသူ့ရဲ့သားအကြီးဖြစ်သူကိုခေါ်ပြီးတရက်တီးသုံးလုံးကိုဝါးနဲ့ရက်လောက်ထားတဲ့တကောက်ဖာလေးထဲမှာထည့်ပြီးဘုရင်ကြီးကိုသွားဆက်တာပါလို့ခိုင်းတဲ့သူတို့နေတဲ့ရွာကဘုရင်နန်းတော်နဲ့အလံဝေးတာကြောင့်ညအိတ်ခီသွားရမှာပေါ့လမ်းမှာညအိတ်ရနာရမှာမို့တီလာစောက်ထိန်မှာလို့တားကြီးဖြစ်သူကိုချင်ပိုင်ရှင်အဖေကြီးကမှားကြားလိုက်တာပေါ့ကွယ်တားကြီးဖြစ်သူဟာတရက်တီးထည့်ထားတဲ့တကောက်ဖာလေးကိုယူပြီးစတင်ခီးထွက်ခွာပါတော့တယ်ကွယ်ဒီလိုနဲ့လမ်းမှာညအိတ်နာဖို့နီးစက်ရာတဲတလုံးကိုဝင်လိုက်တဲ့အခါအဖိုးအိုတူနဲ့တွေ့ပါတဲ့တွေ့တဲ့အခါမှာတော့ညအိတ်ရက်နာပါရစီလို့တောင်းဆိုလိုက်တာပေါ့အဖိုးအိုကခွင့်ပြုလိုက်ပါတယ်လူငယ်ရဲ့လက်ထဲမှာတကောက်ဖာလေးပါလာတော့လက်ထဲကဘာပစ္စည်းလဲလို့အဖိုးအိုဟာလူငယ်လေးကိုမေးလိုက်တယ်ဒီချိန်မှာပဲတားကြီးဖြစ်တဲ့လူငယ်လေးဟာစဉ်းစားမိတာပေါ့ဘယင်းကိုဆက်တမဲ့တရက်တီးတွေပါလာတာကိုမသိစေချင်ဘူးတရက်တီးဟာရှားပါပစ္စည်းဖြစ်နေတော့ဆက်တနိုင်တဲ့သူကိုပဲဘယင်းရဲ့ဆုလက်တွေရမှာဆိုတော့ဒီတရက်တီးတွေလူယူမှာစိုးတာနဲ့ပဲလူငယ်ဟာဘာမှမဟုတ်ပါဘူးဖွဲတွေပါလို့ဖြေလိုက်တဲ့ဒီလိုနဲ့အဖိုးအိမ်မှာညအိတ်ရနာပြီးမနဲ့လင်းတော့နန်းတော်ကိုဆက်လက်ခရီးထွက်ခွာတာပေါ့နန်းတော်ကိုရောက်တော့ဘုရင်ကြီးစီကိုတကောက်ဖာလေးဆက်တလိုက်ပါတယ်ဝါဖလေးကိုဖွင့်ကြည့်လိုက်တော့တရက်တီးကိုမတွေးပဲဖွဲတွေကိုပဲတွေ့တော့ဘုရင်ကြီးဟာစိတ်ဆူတာပေါ့ဒ
ဒီလိုနဲ့ဘရင်ကြီးကစိတ်ဆိုးတော့လာပို့တဲ့သူကိုထောင်သွင်းအကျဉ်းချလိုက်တာပေါ့ကွယ်ဒီလိုနဲ့ရက်တန်ကြတဲ့အထိချန်ရှင်ဖြစ်သူဟာတာအကြီးဖြစ်သူဆုလက်နဲ့တကွာပြင်မလာတော့တခုခုအခက်တွေးချပြီးအဖမ်းခံရနေလောက်ပြီးဆိုပြီးတာအငယ်ဖြစ်သူကိုတကောက်ဖာနဲ့နောက်ထပ်တရက်တီသုံးလုံးထဲပြီးဘရင်ကြီးစီကိုဆက်တာဖို့လှလိုက်ပြန်နေတာအကြီးဖြစ်သူကိုမှားကြသလိုပဲတာအငယ်ဖြစ်သူကိုလည်းမှားကြတယ်တာငယ်ရေလမ်းမှာတီလာစောက်ထိန်ပါကွယ်ဒီလိုမှားကြလိုက်တာပေါ့တာငယ်ဖြစ်သူကလဲခီးထွက်လာရင်ညအိတ်ရနာမဲနေရာမှာညအိတ်နာဖို့ရှာတော့အကိုဖြစ်သူတဲသွားတဲ့အိမ်ကအဖိုးအိုနဲ့ပဲထပ်ပြီးတွေ့ပါတယ်တွေ့တဲ့အခါညအိတ်နာခွင့်တောင်းတော့အဖိုးကလည်းထပ်မှန်ပြီးခွင့်ပြုပေးလိုက်တယ်အကိုကြီးဖြစ်သူတော်ကမေးတဲ့အတိုင်းတကောက်ဖာတွေကဘာပစ္စည်းလဲဆိုပြီးအဖိုးအိုကမေးပြန်နေတိုင်းငယ်ဖြစ်သူလူငယ်ကလည်းတကောက်ဖာလေးကိုဖွင့်ပြပြီးဒီမှာပါအဖိုးဘရင်ကြီးကိုဆက်တာဖို့အတွက်တည့်ရတီးတွေပါခမတည့်ရတီးက3လုံးပါလာတာပါဘရင်ကြီးသမီးအတွက်တည့်ရတီး2လုံးဆိုတော့အဆင်ပြေလောက်မယ်ထင်တယ်ဒါကြောင့်မို့မနဲ့လင်းတဲ့အခါစွန်းတော့တင်မို့အတွက်တည့်ရတီးတစ်လုံးကိုအဖိုးယူပါခမတားငယ်ဖြစ်တဲ့သူဟာဒီလိုပြောပြီးပေးလိုက်တာပေါ့မနဲ့လင်းတဲ့အခါအဖိုးအိုကိုနှုတ်ဆက်ပြီးနန်းတော်ကိုဆက်လက်ထွက်ခွာလာခဲ့တာပေါ့ဘရင်ကြီးနဲ့တွေ့ပြီးတည့်တီးပါလာတဲ့တကောက်ဖာလေးကိုဆက်တားလိုက်ပါတယ်ဘရင်ကြီးကဝါဖာလေးကိုဖွင့်ကြည့်တော့မှဲ့ဝင်းနေတဲ့တည့်တီး9လုံးကိုတွေ့တဲ့လူငယ်လေးစီမှာတည့်တီးက2လုံးပဲကြံမေးမဲ့အဖိုးအိုဟာအကိုကြီးစီကယူထားတဲ့တည့်တီး3လုံးကိုပြန်ထည့်ပေးလိုက်တော့တည့်တီး9လုံးဖြစ်သွားတာပေါ့ရှင်မင်းကြီးလဲဝမ်းသာစွာနဲ့တမားတော်တွေခေါ်ပြီးသမီးတော်လေးကိုကြွေးခိုင်းတဲ့အခါထူးခြားစွာပဲသမီးတော်လေးဟာကျမ်းမာလာတာပေါ့ဒါနဲ့ဘရင်ကြီးလဲတရက်တီလာရောက်စသားသူညီငယ်ဖြစ်သူကိုခေါ်ပြီးစုတော်လက်တော်တွေပေးတဲ့အခါညီငယ်ဖြစ်သူကစုတော်လက်တော်ကိုမယူပဲစုတစ်ခုတောင်းခွင့်ပေးပါလို့ဆိုတဲ့ဒီတော့ဘရင်ကြီးကလည်းမောင်မင်းတောင်းခွင့်ရှိပါတယ်တောင်းဆိုပါဒီလိုခွင့်ပေးလိုက်တဲ့အခါအဖမ်းခံနေရတဲ့အကိုဖြစ်သူကိုပြန်လှုပ်ပေးဖို့တောင်းဆိုလိုက်တဲ့ဘရင်ကြီးကဘာဖြစ်လို့ဒီစုကိုတောင်းတာလဲလို့မေးပါတယ်ဒီတော့တားငယ်ဖြစ်သူကနေစားအဖြစ်နဲ့ဆုလက်ယူထားထက်ဆရင်အကိုဖြစ်သူလွတ်မြောက်ပြီးအဖေဖြစ်သူစိတ်ချမ်းသာတဲ့စုကိုသာလိုချင်လို့ပါခမညာဒီလိုပြန်ရှောင်းတင်တာပေါ့ကွယ်ဘရင်ကြီးကဆွေမျိုးညတကာတွေကိုစောင့်ရှောက်ခြင်းဟာမင်္ဂလာမိပါပေတယ်ဒီလိုမင်္ဂလာနဲ့ပြည့်စုံသူကိုချီးမြှောက်ရတာပေါ့ဆိုပြီးအကိုဖြစ်သူကိုလှုပ်ပေးတဲ့အပြင်နေစားရာဒူနဲ့တကွာစုတော်လက်တော်ကိုလည်းချီးမြှင့်လိုက်တာပေါ့ကွယ်ကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်ဆွေမျိုးညတကာကိုစောင့်ရှောက်ခြင်းဟာမင်္ဂလာတစ်ပါးပါပဲကွယ်ဒါကြောင့်ယာဒူးကိုမမတ်ပဲသူ့ရဲ့ကိုလွတ်မြောက်ဖို့သာဆုတောင်းခဲ့တဲ့တားငယ်လေးကိုဘရင်ကြီးကယာဒူးနဲ့တကွဆုလက်တွေပေးသနာလိုက်တာပေါ့ကွယ်ဒီနေ့တော့ဒီလောက်ပါပဲနော်